ဦးအောင်တင်အမွေအပိုင်းလေးအဲ့ဒါမှမလုပ်ချင်လဲဖေရင်သွားတင်ပေါ့မြန်မာပြည်ကဖေရင်ပညာခက်စားနေတာဒီလိုဆိုလဲရတယ်ပြောရတဲ့အဓိပ္ပာယ်ကပညာတစ်ခုခုတော့လုပ်ပါပတ်စံရဖို့ကြီးရမထားပါနဲ့ရထားလို့ရှိရင်တသက်လုံးအဲ့ဒီပတ်စံလောက်နဲ့ပဲဘဝစခန်းသွားရလိမ့်မယ်ဘဝအဆုံးသတ်သွားလိမ့်မယ်သဘောပေါက်ပြောချင်တာကကျောင်းနေရင်လည်းပညာရှာကျောင်းနေနိုင်ရင်လည်းပဲပညာရှာပါဒါအရေးကြီးတယ်နောက်တစ်ခုပညာရှာတာဟာဘာကြောင့်လဲဆိုတော့ပညာရှိဖို့ပညာရှိဖို့ဆိုတာကပညာရှိကြီးဘယ်သူပဲဥပေါ်ဦးတို့ဘာပဲညာပဲအဲ့ဒီလိုပညာရှိကြီးမျိုးတွေဆိုကရေတီလို့အဲ့ဒီလိုဖြစ်ဖို့လို့မဟုတ်ဘူးပညာရှိရယ်ဆိုလိုက်တော့သူ့အတိုင်းတာနဲ့ပြိတ္တကအဲ့ဒီလိုပညာရှိတဲ့ပုဂ္ဂိုလ်ကြီးမျိုးတွေလည်းရှိတယ်ဒါပေမဲ့လို့တို့လိုကမ္ဘာလောကကြီးတစ်ခုလုံးဘဝကြီးတစ်ခုလုံးမြတ်စွာဘုရားသခင်လိုတန်တရားကြီးတစ်ခုလုံးကိုလှမ်းပြီးဆင်ခြင်နိုင်တဲ့ပညာမျိုးမဟုတ်တော့လဲကိုဘဝပတ်ဝန်းကျင်နဲ့နှီးဆက်ရမှာပညာရှိအောင်ဘယ်လိုပညာလဲအရေးကြီးဆုံးကအချက်နှစ်ချက်ရှိရတစ်ချက်ကအချက်က အကျိုးအကြောင်းဆင်ခြင်မှုအဲ့ဒါရဲ့အပေါင်းအသင်းကဘ ഹു တုတရှိဖို့အဲ့ဒီနှစ်ခုအကျိုးအကြောင်းဆင်ခြင်ဉာဏ်နဲ့ဘ ഹു တုတအဲ့ဒီနှစ်ခုပေါင်းမှဘဝမှာဆင်ခြင်ဉာဏ်ပြည့်စုံသောလူတစ်ယောက်ဖြစ်မယ်ပညာဉာဏ်ပြည့်စုံသောလူတစ်ယောက်ဖြစ်လိမ့်မယ်တကယ်လို့အဲ့ဒီအပေါ်မှာတခုခုချွတ်ရနေလို့ရှိရင်အဲ့ဒီဥစ္စာနာသွားလိမ့်မယ်အဲ့ဒီတော့အလွယ်ဆုံးပြောရလို့ရှိရင်မင်းတို့စုံတော့မောင်ဆန်ရှာဝတ္ထုတွေအဲ့ဒီစုံတော့မောင်ဆန်ရှာဝတ္ထုမှာကြိုးကြောင်းစင်ញဉဏ်ကဖတ်ဖူးတယ်မဟုတ်လားတကယ်မှသဘောဆိုတော့တကယ်မှမြင်းထားနဲ့လာတယ်ထင်တယ်မြင်းထားနဲ့လာခဲ့ရဆိုလို့ရှိရင်ဘယ်လိုလုပ်သိတာလဲထားပါတော့ကျွန်မအံ့ဩလိုက်တာရှင့်ဘယ်လိုကြောင့်များသိလိုက်ပါလဲဒီလိုလေတကယ်မှရဲ့အင်ဂျီမှာရွှွန့်လေတွေနည်းနည်းဆင်နေတယ်အဲ့ဒီဘက်နေကလာတယ်ပြောလိုက်တော့အခုပဲနေကလာရင်အဲ့ဒီဘက်ကရွှွန့်တွေကအဒီရောင်လေးရှိနေတယ်အဲ့တော့တကယ်မှအရေးကြီးမနဲ့အစောကြီးထားလာတယ်ဆိုတာကိုသိလိုက်တယ်ဒါလေးပါပြောချင်တဲ့အချက်လေးကပထမချက်ကအဲ့ဒီရွှွန့်ဆက်ကိုသူမြင်တယ်သတိထားမိတယ်ဒုတိယချက်ကအဲ့ဒီရွှွန့်စင်တာကိုထောက်ရှင်းအဖြစ်သူတွေမြင်ရထားနဲ့လာရတာတကယ်လို့မြင်ရထားနဲ့မလာပဲခြေတင်ရှာလျှောက်လာမယ်ဆိုရင်ရွှွန့်စင်ရင်အင်ကြီးမှာရွှွန့်စင်စရာအကြောင်းမရှိဘူးမြင်ရထားနဲ့လာတာကောင်းပြီအဲ့ဒါကကြိုးကြောင်းဆင်နေတာသို့တော့ဘယ်နယ်ကဘယ်ဘက်ကမြေကြီးရဲ့အယောင်ဟာဒီရွှွန့်မျိုးရှိရဆိုတာကိုဘ ഹു တုတသူ့မှာရှိရဲ့ပြောချင်တဲ့အဓိပ္ပာယ်ကအချိုးကြောင့်ဆင်ញင်ရဲ့ဘ ഹു တုတရဲ့မရှိလို့ရှိရင်လောကကြီးမှာမကြီးပွားနိုင်ဘူးအဲ့ဒီဥစ္စာတွေကိုသတိထားပါဒီတော့ကျိုးကြောင့်ဆင်ခြင်ဉာဏ်ဟာဘယ်နေရာမှာကျိုးပေးလဲဆိုရင်ပြောတိုင်းမယုံဘူးဘာဖြစ်လို့လဲဆိုတော့ဘိုးတော်လေး9နှစ်လောက်တဲ့ဒီလပဲကြီးပွားရေးတဲ့ပါလာတယ်9နှစ်သားလေးဘိုးတော်လေးပေါ့ဘာပဲညာပဲဆိုပြီးသွားကြ9နှစ်သားလေးကနေရေနှစ်ပြီးတော့ကူးရမယ်ဆိုလို့ရေနှစ်ပြီးရှုံးပေါ်ထဲနှစ်တာကလေးသေးရောအဲ့ဒီဥစ္စာဘာဖြစ်လဲဆိုတော့ဉာဏ်မရှိတာကြိုးကြောင်းဆင်ခြင်ဉာဏ်ဖြစ်နိုင်၏မဖြစ်နိုင်၏ကြိုးကြောင်းဆင်ခြင်မှုနေတာအဲ့ဒီကြိုးကြောင်းဆင်ခြင်ဉာဏ်နေပါတဲ့လူတွေရှင်းရင်ပြကာလပတ်လုံးလူလိန်တွေကြီးပွားတယ်ဒါကြောင့်ဒီပီယာဆေးတွေဘာတွေရောင်းကောင်းတဲ့ဥစ္စာဒီတခါတုန်းကကျွန်တော်တို့ခက်ငယ်တုန်းကကျွန်တော်တို့တောင်တွင်းကြီးမှာအောင်ရှမ်းတင်ဆိုတဲ့ပီယာဆေးဆိုပြီးရောင်းတဲ့လူရှိတယ်ရောင်းတဲ့အခါကျတော့ဟိုကောင်ကလာပြီးတော့သူ့ပီယာဆေးပေးမယ်ဆိုတာမပေးလို့လာပြီးဖာစာပါလာတိုင်နေအဲ့တော့ကျွန်တော်ကဖာစာပါလာစီယုံရင်မူပေါက်စလုပ်နေတယ်ကျွန်တော်ကခက်ငယ်ပဲရှိပါသေးတယ်ချွတ်ကရစီယုံရင်မှုဆိုတော့ကြီးကျယ်သွားထင်းနေမှာဆိုလို့အမှန်တော့ဖြာလိုက်ခွေးမောင်းလုပ်နေတာအဲ့ဒါမျိုးရင်နွေးဦးတည်ရတယ်ဘာလို့ရတယ်ပေါ့ဗျာဒါပါပဲထမင်းတော့ကောင်းနီလူဆွနီကြွေးကြော်တန်တိုင်နီနည်းနည်းတက်လာတယ်အဲ့လောက်တက်တယ်အဲ့ဒီမှာလာပြီးတော့ဒီကောင်ကပီယာဆေးကိုပေးမယ်ဆိုလို့ပတ်စံယူပြီးတော့မပေးလို့ဆိုပြီးတော့လာပြီးတိုင်တယ်ပြောတဲ့အခါကျတော့ကျွန်တော်တို့စီမှာရှိတဲ့အတွင်းရေးမှုဟာစဉ်းစားတယ်မဟုတ်ဘူးမင်းလိုက်တိုင်နေနဲ့တရားစွဲလို့လည်းမရဘူးဟိုစင့်ဝင်ပွဲတစ်ခုကိုပေးပြီးဒါပီယာဆေးဘာလို့ပေးတော့ဘာလုံးနိုင်မှာလဲတဲ့ကဲဟုတ်လားမဟုတ်လားကိုကစင်ကြင်ရမှာပေါ့ဒါပေမဲ့လူတွေကဒီတိုင်းပဲယုံနေကြတာပဲအဲ့ဒီမှာကျွန်တော်အောင်ရှမ်းတင်အခုအောင်ရှမ်းတင်ကဒါမျိုးမှအင်တန်ကျွမ်းကျင်တဲ့လူတွေတနေ့မှသတင်းစာထဲမှာပါလာတယ်သတင်းစာဖတ်လိုက်တယ်ကျွန်တော်တို့လက်ဖက်ရည်ဆိုင်မှာအတူတူထိုင်နေတာနော်ကျွန်တော်ကဒီဘက်တွင်းကခုံသူကဟိုဘက်ကခုံဟာပွားတယ်ဟဲ့စားကြောတစ်ခုတော့တွေ့ပြီစားကြောတစ်ခုတော့တွေ့ပြန်ပြီဘာလိမ့်မလဲပေါ့ဖိုးဦးတောင်ပြိုခြင်း
ပြည်မျိုးနာကဖိုးဦးတောင်ပြုံကြနေတာဖိုးဦးတောင်ပြိုကြတာသူကဘလို့စားပေါက်တွေ့နေလဲတော့မသိဘူးကျွန်တော်လည်းစဉ်းစားလို့မရတော့ဘူးနောက်10ရက်လောက်ရှိတဲ့ခါကျတော့ဗျာလေရောင်းနေတာတိုက်နွားလေးတွေနွားရုပ်လေးတွေသေးလေးတွေအဲ့ဒီနွားရုပ်လေးတွေမှာဆေးလေးတွေစိုးပြီးလည်းပဲမှာကျိုးနီလေးတွေပတ်လိုက်တော့ပြီးတော့တိုက်နွားတွေတာမန်မြေနဲ့လောက်တာမဟုတ်ဘူးဖိုးဦးတောင်ပြိုမြေဘဲမြေနဲ့နာမည်တွေရှောက်အောင်အဲ့ဒီမြေပေါင်းနဲ့စုပြီးလောက်ထားတဲ့မြေတက်လုံးတစ်ခါမှရချင်မှရရတဲ့တောင်ပြိုမြေအဲ့ဒီမြေရတဲ့အခိုင်မို့လောက်ထားတာစထတန်ဃာယနာတင်တဲ့ဆရာတော်ကြီးများရဲ့ခွင့်ပြုချက်အရဒီကဘုန်းကြီးတွေကဘာမှမသိတာဈေးခေါ်ကောင်းတယ်မျက်နှာပွင့်တယ်ပြီးရကောင်းတယ်ဘာညာနဲ့ရှောက်ပြီးလိုက်ပြောနေကြတာနဲတာမဟုတ်ဘူးအဲ့ဒီမှာတိုးတော့ကြက်တတိထားအမဲသား9ရက်မစားမှရောင်းမယ်ဒီတော့အတွက်အမဲသားစားလို့သူ့ဖြစ်သွားရင်လုံးဝတာဝန်မျိုးဘူးအဲ့ဒီအချိန်မှာအမဲသားရောင်းခွင့်ပိတ်ထားတယ်ဝယ်စားခြင်းလည်းမလွယ်ဘူးဒါပေမဲ့ကျွန်တော်မျက်စိရှေ့မှာတရုတ်တမတ်နဲ့ဝယ်သွားကြတာကြည့်လေအဲ့ဒီတော့တမတ်ကမနေဘူးလက်ဖက်ရည်တစ်ခွက်မျိုးပိုးပါကြည်စမ်းဒါဘလို့ဒိတ်ပဲလေဒီလိုအမြဲတမ်းဒီလိုပဲတောင်တွင်းကြီးမျိုးမှာလှူစားနေတယ်ဒီလိုပဲဝယ်နေကြတာပဲဒါပါလေဟုတ်လောက်ဒီမဟုတ်လောက်ဒီချင်းချင်းကြဒီလိုမချင်းချင်းကြတဲ့ဥစ္စာချင်းချင်းနိုင်မချင်းချင်းနိုင်တဲ့ကိစ္စဟာဘယ်နေရာမှာအသိအရေးကြီးလဲဆိုတော့လူအုပ်ကြီးဖြစ်လာပြီဆိုရင်ကိုယ်ပါသွားတတ်တယ်တတိထားချင်းချင်းနိုင်တဲ့လူမချင်းချင်းနိုင်တဲ့လူအဲ့ဒီအခါမှာတတိထားရတယ်အဲ့ဒီလိုဟာမျိုးဖြစ်စေနဲ့ to get nowhere follow the crowd တဲ့ဘယ်မှမြောက်ရှင်လူအုပ်ကြီးနောက်ကိုလိုက်တဲ့ဟုတ်တယ်လေလူအုပ်ကြီးရဲ့နောက်ကိုလိုက်တော့ဘယ်မှမြောက်တော့ဘူးဘာလို့လဲဆိုရင်အခုဒီကဆင်းလိုက်ရင်ခင်ဗျားကလူအုပ်ကြီးနောက်လိုက်သွားရင်လူအုပ်ကြီးကဟိုဘက်ထွက်သွားရင်လိုက်သွားဟိုဘက်ကိုတချို့ဒီဘက်လည်းတချို့နောက်ဆုံးကြတော့ခင်ဗျားပဲကြံခဲ့မယ်ပြီးတော့အဲ့ဒီကြတော့ဘယ်ရောက်နေမှမသိဒါကြောင့်မို့လဲဒီလိုဟာမျိုးမဖြစ်စေချင်တော့ကြိုးကြောင်းစင်ကြင်ရအောင်လုပ်ပါလို့ပြောရတာရရုံနဲ့ပြီးလားဆိုတော့မပြီးသေးဘူးဘဟုတုတရှိရမယ်ခုနကပြောလို့ဘယ်ရှုံးကဘယ်မြေကလာလဲဆိုတာဘယ်ရှုံးမျိုးဆိုတာဘဟုတုတရှိမှသူရဲ့စဉ်းစားစင်ကြင်ဉာဏ်ကပိုကောင်းတယ်ဒါကြောင့်မို့ဘဟုတုတရှိအောင်လုပ်လို့ပြောတာအဲ့ဒီတော့ဘဟုတုတလည်းရှိအောင်ကြိုးကြောင်းစင်ကြင်ဉာဏ်လည်းကောင်းအောင်ဘာလုပ်ရမလဲဆိုတော့စာဖတ်ရတယ်စာများဖတ်ပါဟိုဝတ္ထုဒီဝတ္ထုလောက်နဲ့တင်တင်းတိမ်နေနဲ့ကြပြာလောက်နဲ့တင်တင်းတိမ်နေနဲ့အဲ့ဒီဝတ္ထုတို့ကြပြာတို့ဆိုတာနှလုံးသားကိုရည်ရွယ်တာအတွေးခေါ်နဲ့တုတ္တကအုံနောက်ကိုရည်ရွယ်တာအုံနောက်က၎င်းခြင်းရင်တုတ္တကိုဖတ်ပါနှလုံးသားကိုလွှမ်းခြင်းရင်ဝတ္ထုကိုဖတ်ပါအဲ့တော့ကိုကဘာနဲ့သွားမလဲဘဝကိုကြီးပွားခြင်းနှလုံးသားကိုအားကိုးလို့မရဘူးအုံနောက်ကိုအားကိုးရတာအုံနောက်ဖို့မျိုးကိုတိတ်ရေးကြည့်တယ်လူတော်တော်များများဟာနော်ဒီကာယပလလေ့ကျင့်ခန်းတွေကာယပလလေ့ကျင့်တာတွေ body beauty ကိုယ်ခန္ဓာလှပအောင်တိတ်ဆိုးစားကြတယ်မိန်းကလေးတွေဆိုလို့ရှိရင်လည်းဒီလှပအောင်37ဖြစ်အောင်သူတို့လည်းစူးစမ်းပြီးမှန်ရှိမှဟိုလှည့်လိုက်ဒီလှည့်လိုက်ဒါပေမဲ့လို့ဒီဥစ္စာတွေဘလောက်ပဲလှဟုတ်လားကာယပလဘလောက်ပဲကောင်းအသက်40ကျော်သွားရင်သူတို့ဥစ္စာဘာမှတိတ်ပဲမရှိတော့ဘူးမိန်းကလေးတွေလည်းဒီလိုပဲအိမ်အောင်ကျသွားပြီးတော့ကလေးတယောက်နဲ့ရသွားပြီဆိုရင်37 47 37အဲ့လိုဖြစ်ချင်တာဖြစ်သွားကြတယ်အရင်တုန်းကဂီတရှိတ်ပေါ့နောက်တော့ပီပါရှိတ်အဲ့လိုဖြစ်သွားကြတယ်အဲ့လိုခဏတစ်ဖြုတ်နဲ့အနေငယ်တွင်းလာရင်အာကိုရတဲ့အသုံးကြတဲ့ကိုခန္ဓာလှပမှုဖို့ကြတော့လူတွေဟာခန္ဓာကိုယ်တန်ဆွမ်းဖို့အတွက်ကြတော့လူတွေဟာဒီလောက်ကြိုးစားပေမဲ့တလုံးမွေးကလေးကအစာသေးတီထိသုံးနေရတဲ့အုံနောက်ဖွံ့ဖြိုးမှုကြတော့တိတ်မကြိုးစားကြဘူးအဲ့ဒါကိုသတိထားပါအုံနောက်ဖွံ့ဖြိုးရမယ်ကိုခန္ဓာဗလာကောင်းတာဘာလို့ကရာတေးတို့ဂျူဒိုဘာညာကာယတတိကောင်းတယ်ခန္ဓာကိုယ်တော့ကောင်းတယ်အလုံးစုံဖြစ် body gap ပေါ့ဒီထက်ပိုပြီးပါဖြစ်မှာလဲအဲ့တော့အုံနောက်ဖွံ့ဖြိုးမှာအုံနောက်တမ်းမှာခေါင်းဆောင်ဖြစ်မှာခေါင်းဆောင်ဖြစ်ချင်လို့ရှိရင်စာဖတ်တဲ့အခါကျတော့စာဖတ်နည်းကိုပြောရအောင်မယ်ဘာစာဖတ်ရမလဲဆိုတာတော့မမေးနဲ့အဲ့ဒါပြောဖို့တိတ်ခတ်တဲ့ကိစ္စဟာဒီစာသိကောင်းပါတယ်ဆိုလို့ဖတ်လိုက်ပြီးတော့ဆရာရဲ့ဘာစာရေးမှမသိဘူးဘာလို့မှန်းကိုမသိတော့ဘူးအဲ့တော့လုတ်တဲ့နည်းကိုအရင်ကစောင်းပါးလေးတစ်စောင်းနှစ်စောင်းရေးဘူးတယ်အခုတော့ဒီမှာထည့်ပြောလိုက်ပါမယ်အခုတော့အမွေဆိုတဲ့သဘောဆိုတော့အကောင်လုံးတတ်နိုင်သမျှဘဝအတွက်စုစုပေါင်းလေးပါအောင်ကျွန်တော်ထည့်ပြောပါတာမဂ္ဂဇင်းတွေရှိတယ်အဲ့ဒီမဂ္ဂဇင်းဟောင်းတွေပါဝင်တာပေါ့အားလုံးမဂ္ဂဇင်း10မျိုးဖတ်မယ်ပေါ့အဲ့ဒီမဂ္ဂဇင်း10မျိုးမှာဖတ်လိုက်လို့ရှိရင်တစ်နှစ်အတွက်ဆိုအုတ်120ပေါ့အဟောင်းတွေကပြန်ဖတ်အသက်ကစောင့်နေအောင်မလို့စိတ်နဲ့
အဟောင်းထဲကပြန်ရှာဖတ်တဲ့အခါအဲ့ဒီထဲမှာကြပြားတွေဝတ္ထုတွေကိုပြေးချိတ်တာဆောင်းပါးတွေကိုကြည့်အရင်ဖတ်ဆောင်းပါးတွေကိုကြည့်ဖတ်ကြည့်လိုက်ရင်ဘာသွားလို့ရမယ်ဆိုရင်ဘယ်စာရေးဆရာဟာဘာစာမျိုးတွေရေးလေးရှိတယ်ဘယ်စာမျိုးကိုငါကြိုက်တယ်ဟောစာရေးဆရာကိုလည်းတွေ့လာလိမ့်မယ်သိလာလိမ့်မယ်ကိုရောသိလာလိမ့်မယ်အဲ့ဒီတော့ငါဘယ်စာမျိုးကြိုက်တယ်အလိုလိုတင်ရင်ဘယ်စာမျိုးဖတ်ရမယ်ဆိုတာသိလာလိမ့်မယ်မိမိကိုအောင်နိုင်စေတဲ့တတိကိုပေးတဲ့စာမျိုးအဲ့ဒီစာမျိုးတွေကိုစူးစမ်းပန်းစားဖတ်နော်ကိုဘဝတိုးတက်မှုကိုအဲ့ဒီလိုကြားလို့ရှိရင်တွေးလာလိမ့်မယ်အဲ့ဒီတော့စာဖတ်ဖို့လို့အတွက်ကိုစာဖတ်ရမယ်ဆိုလို့ခက်နေတာကမြန်မာပြည်မှာစာဖတ်ဆိုတာဘယ်သွားဖတ်ရမလဲစာကြည့်သင်ကမဖွံ့ဖြိုးသေးဘူးအဲ့ဒီမဖွံ့ဖြိုးတဲ့ထဲမှာအခုကစာအုပ်ဈေးတွေကကြီးနေတော့ကိုဘာသာကိုဘယ်လိုလုပ်ဝယ်နိုင်မှာလဲမဝယ်နိုင်တော့အဲ့ဒီတော့အကြံဉာဏ်ပေးချင်တာကမင်းတို့10ယောက်စုလောက်စာဖတ်သင်လေးတွေလို့ဝယ်လိုက်ပြီးတော့ပြန်ရောင်းမလိုတဲ့စာအုပ်လေးတွေပြန်ရောင်းလိုက်ဝယ်လိုက်ပြန်ရောင်းလိုက်မလိုရင်ပြန်ရောင်းလိုက်လိုချင်တဲ့စာအုပ်ကိုကိုချင်းချင်းကတဝက်ဈေးနဲ့ပြန်ယူမင်းယူချင်လားယူချင်ရင်တဝက်ဈေးနဲ့ပြန်ယူကိုလည်းဖတ်ပြီးသူလည်းဖတ်ပြီးပေါ့အဲ့ဒီလိုလုပ်ရှိရင်တော့မင်းတို့စာကြည့်သင်လေးတွေဟာလောလောဆယ်ဖြစ်လာနိုင်မယ်လို့တော့ထင်ပါတယ်